မော်ယိုကြောင့်ဘာလီဗျူးကိုချက်ချင်းစွတ်ခွာရမယ့်ကျဲဝင်ကစားသမား6ဦးဂျိုဆေးမော်ယိုတယောက်ရီမက်ဒရစ်သင်းစီကိုတကြောပြန်ရောက်ရှိလာပြီဖြစ်ရာကျွန်တော်အားလုံးကြိုတင်ခံမှန်းထားတဲ့အတိုင်းပဲ Special 1လို့တင်စားခေါ်ဆိုခံခဲ့ရတဲ့ဒီပြကြီးရဲ့တူရင်ပြောင်းလဲစီမံကိန်းတွေကိုဇက်တိုက်လှုပ်ဆောင်နေခဲ့ရတာကိုအားလုံးမြင်တွေ့ရပါတယ်အမှန်တော့မော်ယိုကမက်ဖရစ်ဒီပြချုပ်အဖြစ်တာဝန်မြူမီကလေးကအသင်းဥက္ကဋ္ဌပြည်ရဲ့ထံကိုသူ့ရဲ့ကြိုတင်သတ်မှတ်ချက်အချို့ကိုတောင်းဆိုခဲ့ပြီးယခုကယာရုခန့်ခံရပြီးတလမပြည့်သေးမီအချိန်တော်တွင်းမှာပဲအဝေလကန်အတွင်းကကြီးမားလာတဲ့အလှည့်ပြောင်းများစွာကိုစတင်ဆောင်းနေပြီဖြစ်ပါတယ်ပထမဆုံးအနေနဲ့မော်ယိုကပရီးမီးယားကလပ်လီဗာပူးကနောက်ကကစားသမားကိုနာဒီနဲ့အင်တာမီလန်ကဟော်လန်နောက်ကန်လူဒန်ဖရိုင်းတို့ကိုချက်ချင်းခေါ်ယူသွားခဲ့ပါတယ်လက်ရှိချိန်မှာပြည်သက်များအကြားအကြီးကျယ်သဘောထားကွဲလွဲမှုတွေကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းကရီယယ်ကနေမော်ယိုရှစ်ထုတ်ရန်စ조사နေတဲ့ကစားသမားတွေရဲ့စင်ဖြစ်ပါတယ်ဒီစင်မှာပါဝင်တဲ့အချို့သောနာမည်တွေကကြိုတင်ခံမှန်းပြီးသားဖြစ်ပေမဲ့အများစုကတော့ပြည်သက်တွေကိုအန်အသင့်တလုံးစီမှာပဲဖြစ်ပါတယ်မော်ယိုတယောက်ရီယယ်မက်ဒရစ်ကချက်ချင်းထွက်ခွာစီရန်တောင်းထုတ်လိုက်တဲ့ကစားသမား6ကဘယ်သူတွေလဲအောက်ပါသုံးသက်ချက်မှာဆက်လက်ကြည့်ရှုပေးပါဗျနံပါတ်1အကွာရိုကာရာဗင်ကပြည်သက်လူငယ်ကျေဝင်းကာရာဗင်ကလက်ရှိချိန်မှာသူ့ရဲ့ကစားသမားဘဝတစ်ချောင်းလုံးအဆိုးရွားဆုံးသောနွေရာသီတစ်ခုကိုဖျက်ဆီးနေရရှာပါတယ်ကမ္ဘာပလာအတွက်ပြည်သက်အမျိုးသားအသင်းလူစင်းကနေချန်လက်ခံခဲ့ရပြီးတိတ်မကြမီအချိန်တွင်းမှာပဲလာမဲ့ရာသီအတွက်မိဘသေးရဲ့အစီအစဉ်မှာသူမပါဝင်တော့တဲ့အကြောင်းအတိပေးခံရပြီးအသင်းသစ်ရှာဖွေရမယ့်အခြေအနေကိုရောက်ရှိနေသူပါကာလာဗင်ကရီမက်ဒရစ်မှာ9နှစ်ကျော်ကြာကစားခဲ့ပြီးအသင်းပေါ်ကိုအလွန်ချစ်မြတ်လို့ကြောင့်ထင်ရှားသူပါသူ့ရဲ့ပါရမီနဲ့အရေးချင်းကိုဘသူကမှတန်ရဝင်စရာမရှိပေမဲ့အသင်းမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုအပြေးအဝတိဆောက်နိုင်ခြင်းမရှိခဲ့ရကနေယခုအခါအပိုကစားသမားတဦးတစ်ဖွဲ့ဖြစ်သွားခဲ့တာပါခန်းစစ်ကွင်းလည်နဲ့တက်တဲ့စားတဲ့နေရာစုံမှာလာရောညီစုသာကစားနိုင်စွာရှိတာကြောင့်ဒီပြပြစွာကတန်ဖိုးထားရတဲ့ဆွဲစုံရကစားသမားတူဖြစ်နေစေပါဒါပေမဲ့မော်ယိုကဒီအသက်23နှစ်အရွယ်ပြည်သက်သားရဲ့အခက်ခဏကိုနောက်ရသည့်ရီရဲ့အသင်းမှာမလိုအပ်တော့ကြောင်းပြတ်သားစွာဆိုထားခဲ့ပါတယ်ကာလာဖင်ကအသင်းပြည်သက်ရဲ့အချစ်တော်ကစားသမားဖြစ်ပြီးတောက်ပတဲ့အနာဂတ်ရှိတဲ့လူငယ်တူဖြစ်တဲ့ရှုမီခံထားရတာကြောင့်ဒီသတင်းကပြည်သက်အများအတွက်အလွန်အံ့သစရာဖြစ်ခဲ့ပါတယ်ဒါပေမဲ့ရီယယ်ကချက်စီကအန်ဆိုဖာနန်ဒက်ကိုခေါ်ယူရန်ကြိုးပမ်းနေတဲ့သတင်းတွေနဲ့ချိန်ထိုးကြည့်ပါကကာလာဖင်ရဲ့ထောက်ကမှုသတင်းကရီယယ်အတွက်လက်ရှိချိန်မှာတော့ရုပ်ထုတန်တယ်လို့ဆိုရမှာဖြစ်ပါတယ်နံပါတ်1ဒါနီဆေဗယ်လော့ကွင်းလေကစားသမားအင်အားရှော့ချရန်အတွက်ဒီပြဘော်ယိုကစပိန်သားဒါနီဆေဗယ်လော့ကိုလည်းအသင်းကနေထွက်ခွာဖို့အတည်ပြုပြီးဖြစ်ပါတယ်ဒီစပိန်ကွင်းလေလူကိုရီဘက်ကလမ်းကိုစီစဉ်ခဲ့တာကဘုံလောကအတွက်တော့အန်သစ်စရာသတင်းတော်မဟုတ်ပါဘူးအသက်29နှစ်အရွယ်စီဗီလောကရီမက်ဒရစ်မှာအရန်ကစားသမားအဖြစ်သာရပ်တည်နေခဲ့တာကတင်တင်းကကြားမြင့်နေဖြစ်ပါတယ်မကြာသမီးကသူ့ရဲ့ဒဏ်ရာပြဿနာကလည်းရီမက်ဒရစ်အသင်းကြီးမှာနေရာရရှိရေးကိုပုံမဝေးကွာသွားစေခဲ့တယ်လို့ပြီးခဲ့တဲ့ရာသီကဆယ်ဘလောကပြိုင်ပွဲသို့9ပွဲသာပွဲထွက်ခွင့်ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်ဒါကြောင့်ရီအသင်းကစီဘယ်လော့ကိုမလိုအပ်တာကလုံးဝထိန်ရှားနေပြီးမော်ယိုကထောက်ခွာရန်တောက်ထုတ်ခဲ့ခြင်းကအလုံးပဲသဘာဝကျပါတယ်ဒါအပြင်အကယ်ဒမီကတက်လာတဲ့တီယာဂိုပီတက်ကလည်းရီအသင်းတဲ့ထိုက်တန်ထုံးတဲ့ခြေစောင်းကိုပြသနေခြင်းကြောင့်ဆယ်ဘယ်လော့ရဲ့အရန်ခုန်တဲ့နေရာကပုံမပြောက်ဆုံးတော့ပဲရှိနေပါလေဆယ်ဘီလောကလက်ရှိအချိန်မှာရီမက်ဒရစ်အသင်းနဲ့စာရုပ်တက်တန်တနစ်သာကြရှိတော့ပြီးအသင်းကစာရုပ်သိမ်းနဲ့ကန်လန်းမှာမဟုတ်တာကြောင့်လက်ရှိချိန်မှာတော့နှုတ်ဆက်ရမယ့်အချိန်ကိုရောက်ရှိလာပြီဖြစ်ပါတယ်နံပါတ်3ရူးအဆန်စီယိုဆယ်ဘလော့ထုတ်ခွာရမှာကိုရီမက်ဒရစ်ပြည်သက်အများစုကလက်ခံနိုင်ပေမဲ့ရီယယ်ကရာမိုဒတ်တို့သိကြတဲ့နောက်ကစားသမားရူးအဆန်စီယိုကိုပါလမ်းခွဲရဆိုးဖက်လိုက်ခြင်းကပြည်သက်အတော်များများကိုအံ့သစ်စေခဲ့ပါတယ်အဆန်စီယိုကအတွေ့အကြုံတူနေပြီးအမှားပြင်းအနေငယ်ရှိတဲ့ပေမဲ့သူကရီမက်ဒရစ်ပြည်သက်ရဲ့အချစ်တော်အကယ်ဒမီထွက်ကစားသမားတူဖြစ်ပါတယ်ကွင်းတွင်းမှာအကောင်းဆုံးကစားသမားတူဘုံစီတိုင်အောင်သူ့ရဲ့ဆွဲဆုံးရကစားနိုင်စွမ်း
မြန်လုံးနဲ့ရန်လိုတက်ကြွတဲ့ကစားဟန်များကြောင့်အသင်းအတွက်တန်ဖိုးရှိတဲ့ကစားသမားတူဖြစ်ခဲ့သူပါလွန်ခဲ့တဲ့နှစ်ရာသီအတွင်းကရွေမတ်တစ်အသင်းရဲ့ခန်းစဉ်ပိုင်းဒဏ်ရာပြဿနာများသွားတဲ့ရီဆိုင်နေရချိန်မှာအဆန်တီယိုကဝင်ရောက်ကတင်ပေးခဲ့ဘူးသူတို့ချန်ပီယံလိဖလားလိုအောင်မြင်မှုများသောကိုလည်းပိုင်ဆိုင်ခဲ့ဘူးသူပါဒီလိုကစားသမားမျိုးကိုအခွင့်အရေးတစ်ချိန်မှမပေးပဲရီကနေထွက်ခွာခိုင်းလိုက်ခြင်းကမော်ရီဟိုရဲ့ရက်ဆက်မှုကိုပြသနေသလိုပြည်သက်တွေကိုလည်းစိတ်မကောင်းဖြစ်စေခဲ့ပါတယ်ဒါပေမဲ့ဒန်ဖရိုင်းနဲ့ကိုနာလေးတို့လိုကစားသမားတွေကိုခုံထားပြီးဖြစ်ခြင်းကြောင့်မော်ရီရဲ့ဆုံးဖြတ်ချက်ကိုအားလုံးကနားလည်ပေးရပါမယ်ကိုနာဒီမီလီတာအိုနဲ့ရူဒီဂါတို့ကြောင့်ရီမတ်တစ်ကပိုခန်းစစ်မှာအင်အားတောင်းတနေပြီဖြစ်တယ်လို့ညတော့ကနေရာမှာလဲဒန်ဖရိုင်းကြောင့်အဆန်စီယိုကိုမလိုအပ်တော့ပါဘူးဒါပြင်ရီမတ်တစ်ဘက်ကမန်စီးတီးရဲ့ခရိုရှားနောက်ကလူဂါဘာဒီယိုကိုပါခေါ်ယူနေလိုတဲ့သတင်းတွေကြောင့်ယခုရသည်မှာအဆန်စီယိုထွက်ခွာရမယ့်သတင်းကအမှန်တကယ်ဖြစ်လာဖို့ရှိပါတယ်နံပါတ်၄ဖရန့်ဂါစီယာအဆန်စီယိုကဲ့သို့ပင်ဖရန့်ဂါစီယာကလည်းအသင်းကနေထွက်ခွာရမယ့်စင်းထဲမှာပါဝင်နေပြန်ပါတယ်ဒန်ဒီကာဗန်နဲ့ဖလတ်မန်ဒီတို့ရှိနေခြင်းကြောင့်သူကယာဒီတစ်ချောင်းလုံးမှာရုံတော့တဲ့ပေါ်ထောက်ကိုရရှိရန်ရုန်းကန်နေရသူပါဒါကြောင့်သူပေါ်ထောက်ကိုပုံရရှိမဲ့အသင်းကိုပြောင်းရစ်ကစားခြင်းကဖရန့်ဂါစီယာအတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်သူကပွဲထွက်ခွင့်မရသည့်တိုင်အောင်မိသည့်အခါမျှမကြင်မနှက်ညှဉ်းညူလေးမရှိပဲကွင်းထဲကိုရောက်ရှိလာတဲ့အချိန်တိုင်းသူ့ရဲ့အရာအလုံးကိုပိဆက်ကစားလေရှိသူပါမန်ဒီဒဏ်ရာပြဿနာများသောကြောင့်အချိန်ကြာပြည့်စွာကြိုက်ခံမှုမပြေဝနိုင်သလိုကာဗာရီကလည်းပြီးခဲ့တဲ့ရာသီကုန်ပိုင်းမှာခြေစွမ်းရိမ့်ချိုင်ခဲ့တာကြောင့်ဂါစီယာကိုဆုံးလာခြင်းကအကောင်းဆုံးဆုံးဖြတ်ချက်မဟုတ်ဘူးလို့ထင်ရပါတယ်ဒါပေမဲ့မော်ယိုကအာဆင်နယ်ကဘယ်တော့ကစားသမားရီကာလိုကာလာဖီယိုရီကိုခေါ်ယူဖို့မျက်စိကျနေပြီးဤခေါ်ယူမှုအတွက်သူ့ကိုထောက်ခွာခွင့်ပြုတတ်ခြင်းသာဖြစ်နိုင်ခြင်းအများဆုံးဖြစ်ပါတယ်နံပါတ်5ရိုဒီဂိုဒီစင်းမှာလူတိုင်းကိုမျက်လုံးပြူးသွားစေမဲ့နာမည်တစ်ခုပေါနေပါတယ်သူ့နာမည်ကရိုဒီဂိုပါမထေပေးသက်တွေကမက်ဆီနဲ့ပွဲစဉ်များမှာသူပေးခဲ့တဲ့နောက်ကျအဆုံးဖြတ်ဂိုးများနဲ့ချန်ပီယံလိသွင်းကိုအထူးအခက်အခဲတွေကြောင့်ဤဘရာဇီးသွင်းသည့်ကစားသမားကိုအလုံးကိုချစ်ခင်ကြပါတယ်ပီဇစတာခီလီယန်အဘာဘေရွေမတ်တစ်အသင်းကိုရောက်လာပြီးနောက်ပိုင်းရိုဒီဂိုရဲ့အခန်းကဏ္ဍကတိတိတသားကိုရောကျသွားခဲ့တာကိုလူတိုင်းကသိကြပေမဲ့ရီယယ်ပေးသက်တွေကတော့ရိုဒီဂိုကိုဘာလီမျိုးမှာဆက်လက်အောင်မြင်နေတာကိုပဲမြင်တွေ့ကြည့်နေပါတယ်ပြီးခဲ့တဲ့ဒွေရာသီကမန်စီးတီးနဲ့အာဆင်နယ်တို့ကငွေကြေးအမြောက်များနဲ့ကန်လန်ခဲ့ပေမဲ့သူကရီယယ်မတ်တစ်အသင်းပါပဲဆက်နေဖို့ရွေးခဲ့ပါတယ်ဒါပေမဲ့အေဆီယန်ဒဏ်ရာကြောင့်ရိုဒီဂိုရဲ့ယခုရာသီကလုံးဝပျက်စီးသွားခဲ့ရပြီးကမ္ဘာဖလားကိုပါထပ်မံလွှဲချော်ခဲ့ရသူပါဒါပြင်ယခုကမော်ယုံကဒီဇလန်ကိုအဆုံးသက်ရန်အစင်သစ်ဖြစ်နေပြီဖြစ်ပါတယ်ဘီလီစီရဲ့အသင်းမှာရှိနေတဲ့၍ရိုဒီဂိုကသူ့ရဲ့အနှစ်သက်ဆုံးသောဘယ်တော့ဘယ်နေရာမှာကစားခွင့်ရမှာမဟုတ်ပါဘူးဒါကြောင့်သူ့ကိုသူမင်းနေတဲ့တိုက်စစ်နေရာတွေမှာအတင်းကျပ်ချန်သွင်းကစားမဲ့အစားရိုဒီဂိုကိုရောင်းချလိုက်ခြင်းကပိုပြီးသိရောပါလိမ့်မယ်ဒါပြင်ရိုဒီဂိုကအတင်းအတွက်အလွန်ကြီးပါတဲ့ပြောင်းရွှေ့ကြီးကိုရှာဖွေပေးနိုင်မဲ့ကစားသမားဖြစ်ပြီးသူ့ကိုအရန်ခုံတန်းမှာဆက်လက်ထားရှိပြီးတန်ဖိုးကြာသင်းစီမဲ့အစားယခုချိန်မှာရောင်းချလိုက်တာကအသင်းအတွက်အမျှော်မြင်ရှိတဲ့ဆုံးဖြတ်ချက်ဖြစ်လာနိုင်ပါတယ်နံပါတ်6ဖရန်ကိုမာစတန်တူအိုနိုလိုအပ်နေတဲ့ရီယယ်ရဲ့ညာတော်ဝန်တက်စစ်တရားကိုဖရန်ကိုမာစတန်တူအိုနိုနဲ့ဖြည့်တင်းထိုင်တယ်လို့အားလုံးကထင်ကြပေမဲ့မော်ယိုကတော့လာမဲ့ယာဒီသူ့ရဲ့အစီအစဉ်မှာသူ့ပပဝင်ကြောင်းအတီးပေးတိုက်ပြီးဖြစ်ပါတယ်ဒီကိစ္စကအလွန်အံ့စရာကောင်းလာပါတယ်ဒီလူကလေးကသူ့ရဲ့ပွဲခွဲရာဒီမှာအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာမှန်ပေမဲ့သူကအသက်18နှစ်သာရှိသေးပြီးကစားသမားဘဝတစ်လျှောက်လုံးရှေ့လျှောက်လမ်းရန်အချိန်များစွာကြာရှိသူပါဒီပါတဲ့ကောင်းချီးကြီးဖီအားကြောင့်ဥရောပရဲ့ပထမဆုံးရာသီကိုဖြတ်သန်းခဲ့ရတာကြောင့်ခြေစွမ်းမတည်မကျေရှိခဲ့ခြင်းကအစမ်းတော့မဟုတ်ပါဘူးပေးတဲ့ညကညီပြတဲ့ကြောင့်ရှိလာပြီးသူ့ကိုလမ်းညွှန်မှုပေးကအခွင့်အရေးတွေပေးခြင်းဖြင့်ပြုစုပြောထောင်သွားမိကိုသာမြင်တွေ့လို့ရပေမဲ့အခွင့်အရေးတစ်ချိန်ပြမပေးပဲအခုတို့
အသင်းကတွေထောက်ကကိုင်းချင်းကအလွန်ရက်ဆက်လို့ရကြနေပါတယ်မထီပိသက်တွေကသူ့ရဲ့အဖြစ်အပျက်ကမန်စီးတီးကကီဗင်ဒီဗိုင်းသို့မဟုတ်လီဗာပူးကမိုဟာမက်ဆာလာကဲ့သို့သောအခြေအနေမျိုးဖြစ်လာမှာကိုအလွန်ပဲစိုးရိမ်နေကြပါတယ်မော်ယုံကချက်စီးပါရှင်းစင်ကအဆိုပါကစားသမား2ဦးကိုအခွင့်အရေးအပြည့်အဝမပေးဘဲရောင်းချခဲ့ရာနောက်ချိန်မှာတော့ပြိုင်ဘက်ကလပ်များမှာကစားသမားများအဖြစ်အောင်မြင်သွားခဲ့တာကိုတင်ငဲစာယူစရာအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။သတင်းတွေအရမော်ယိုကဘယ်နောက်ခံလူအေဗာရိုကာလာရဲ့အပေါ်အပြည့်အဝယုံကြည်မှုမရှိသေးတာကြောင့်ကာလာဖီယိုရီခူရတာနဲ့ဂါဗာဒီယိုကဲ့သို့သောကစားသမားများနဲ့အစားထိုးရန်သတင်းတွေထွက်ပေါ်နေပေမဲ့သူ့ကိုချက်ချင်းထုတ်ခွာရန်တော့တရားဝင်မတောင်းဆိုရသေးပါဘူး။မော်ယိုအနေနဲ့သူတို့ချင်နေတဲ့အာဆင်နယ်ကကာလာဖီယိုရီမန်စီးတီးကဂါဗာဒီယိုတို့ကိုရရင်တော့ကာရာရက်ကိုရောင်းချဖို့အမှန်တကယ်စဉ်းစားဝယ်ရှိနေပါတယ်။ဂျိုစီမော်ညိုရဲ့ရီယယ်မက်ဒရစ်အသွင်ပြောင်းတော်လှန်ရေးကရက်စက်မှုနဲ့ပြတ်သားမှုတွေရောရှက်နေပါတယ်။အနိုင်ရရှိတဲ့တနကိုအမြဲစောကစားလေးရှိတဲ့မော်ယိုအတွက်ခံစားချက်များထက်သူ့ရဲ့နေစစ်ပိုင်းနဲ့ရလပိုင်းကသာပိုပြီးအရေးကြီးနေတယ်လို့ရီယယ်ရဲ့အဝေးလန်းပြဿနာတွေကိုလည်းဆက်လက်ရှင်းထုတ်ပဲရှိနေတာပါ။မော်ယိုကအဝေးလန်းပြဿနာအတွက်ခလီယန်အပါဘီအစာခါဘာနဲ့ချူအာမန်နီတို့ကိုအသင်းကနေပထုတ်ဝယ်ရှိနေပြီးရိုဒီဂိုကာရာဖင်ဂါကဲ့သို့သောအသင်းရဲ့အနာဂတ်ကိုသတ်မှတ်ထားသူများကိုလည်းအလွယ်တကူဆွန့်လို့ရတဲ့မော်ယိုရဲ့တတိနဲ့ပြတ်သားမှုကလာမဲ့ဘောလုံးရသည့်အသင်းအတွက်မတ်ထူရဲ့အသင်းရဲ့ခေါင်းစဉ်အထက်မှာဘယ်သူမှမရှိဆိုတဲ့ဥတီချက်ကိုရှင်းလင်းစွာပြသနေပါလေ။ဒီပြအကြီးပြတဲ့ရှင်းလင်းရေးကမတ်ထူရဲ့လိုအပ်နေတဲ့တွန်းအားတည့်ရဖြစ်လာမလားဒါမှမဟုတ်အဖိုးတဲ့ကျဲဝင်ကစားသမားတွေကိုအလာဟဒတ်ဆုံးရှုံးလိုက်ရမလားဆိုတာကိုတော့2026-2029ဘုံရာသီကအဖြေပြီးသွားမှာဖြစ်ပါတယ်။ယခုမျှဝေပေးတာကတော့မော်ယိုကြောင့်ဗာနေပြုကိုစုခွဲရဝယ်ရှိနေတဲ့ကျဲဝင်ကစားသမား6ဦးဆိုတဲ့အကြောင်းအလေးပါ။အစိုးရဓာတ်တော်ပေးခဲ့လို့အားလုံးကိုကျေးဇူးပါဗျာ။